မရဝယ်ရဝယ်ရ တလုံးစားလိုက်တာနဲ့အီတလီကိုရောက်သွားသလိုခံစားစေရမယ်တဲ့ယုံလားဒီမှာစားတော့ကုန်တော့မယ် ဟုတ်ပြီကျန်တော့တော့တားတော့ ဟဲ့စမ်းကြဲတာဟုတ်ကောဟုတ်ဝယ်လား ဘာဖြစ်တာတော့မဟုတ် ဒါတလုံးစားလိုက်တာနဲ့အီတလီကိုရောက်သွားသလိုခံစားစေရမယ်တဲ့ယုံလား မြန်မာနိုင်ငံမှာမဖြစ်နိုင်ဘူးထင်တာပဲမကွေရဲ့ စမ်းကြည့်မလား ဝယ်ကြည့်လိုက်မလေးနည်းနည်းပဲစမ်းမအောင် အေး2000လောက်စမ်းမကြည့်လိုက်မယ်အဲ့ဆိုရင် โอเค Okay Grace Facebook သုံးနေနဲ့ new feed မှာလေတလုံးစားလိုက်တာနဲ့အီတလီကိုရောက်သွားစင်မဲ့အရသာဆိုပြီးတွေးလိုက်လို့ Grace မှာပြီးစားပစ်ခဲ့ပါတယ်ရှင်အရသာဘလို့နေမဲ့စားကောင်းမဲ့စားမကောင်းဆိုတော့တေချာမသိသေးတာမလို့နှစ်ထုပ်ပဲအရင်ဆုံးမှာလိုက်ပါတယ်ရှင် Grace မနေ့ကမှာထားလေခုရောက်လာပါပြီမောင်လေးကိုကြွေးရမှာဆိုလို့တယောက်တည်းခိုးပြီးတော့လာစားတာပါဒါမှာထားတာလေးရောက်လာပြီပေါ့နော်ဒါမနေ့ကမှာထားတာလေ Aroma 2ရဲ့သူပြောသလိုတကယ်အီတလီရောက်မရောက်စမ်းကြည့်ရအောင်ဟာဝှေ့ကြိုင်တာပဲအရမ်းမွေးရတော့ဒီလိုမျိုးလေးအိတ်ကိုဖောက်လိုက်တာနဲ့ herbs အနံတင်းတင်းလေးမှုေးပြီးတော့အရန်ကိုစားကျင်စိတ်ဖြစ်ပါတယ်ထောပတ်ရယ် oregano ရယ်ပြားရည်စစ်စစ်ရယ်တန်လွင်စီရယ် pink sauce ရယ်ပါဝင်တာမလို့ဝါလိုက်တာနဲ့အချိုးငယ်အစိမ့်ကမျှတနေပြီးတော့ကျွတ်ရွမွေးကြိုင်နေရပါပဲရှင်မကြွေးကျင်လို့ခိုးစားနေပါတယ်ဆိုမှ तू ကဆက်ဆက်မြဲမြဲကိုရောက်လာတာလိုက်ရှာနေတာတဲ့ ဟုတ်တယောက်လေးဘာစားနေရတော့ မကြွေးဘူးအစားမလို့ဒီမှာမြို့မစားပါဆိုလို့ငါဖတ်ပြီးတော့ ကိုမောင်လေးကိုလည်းနည်းနည်းတွေးပါဦး မကြွေးဘူး ဒါပဲတိုက်တယ် ဟိုအဲ့ဆိုရင် game ဆော့မယ်ကွာ game နိုင်စားရမယ် ဘာခင်းတော့ ဘာ game လဲဆိုငါပြောတဲ့အတိုင်းလိုက်ပြော ဘယ်နှခေါက်ပြောမှန် မမှန်ကျွေးမှာတစီကျွေးမှာမှန် မှန်တစီရဲ့ တစီမဟုတ်စောကြည့်လိုက်လေစောကြည့်လိုက် โอเคစားမယ်လို့အားစလို့ game ကငါပြောတဲ့အတိုင်းလိုက်ပြောရမှာအဲ့ဒါမှန်လဲဆိုရင်စားရမယ် okay ဟုတ်ပြီ okay အဲ့ဆိုစမယ်နော်ငါခုစားနေပါလဲ တီယိုစီ မဟုတ်ဘူးအနေနဲ့ပြန်ဖြေငါခုစားနေရပါလဲ အမွန်သေးလားဟုတ်ပြီနော်မကြွေးကျင်လို့ရင့်နေရမလား မဟုတ်ဂိမ်းစီးမြင်ရမမှန်သေးပြန်မင်းမယ်ငါပြောတဲ့အတိုင်းလိုက်ပြောရမှာပြန်ပြောမယ်နော်ငါခုစားနေရပါလဲ ဟုတ်တယ်လေမကွေမနေ့ကမှာတယ်အမွန်စီနဲ့တီယိုစီပါတယ်အေရိုမာ2မဟုတ်ဘူးလားလို့ ဟုတ်တယ်ကွာဟုတ်တယ်ငါဂိမ်း မကွေကြွေးချင်တာ ဂိမ်းစီးချင်ရဆိုမားနေတယ်ဂိမ်းစီးချင်ရငါပြောတဲ့အတိုင်းလိုက်ပြောရမှာ အော်တီဗီဟုတ်ပြီနော် ဒီမှာစားတော့ကုန်တော့မယ် ဟုတ်ပြီကျန်တော့တော့တားတော့ကုန်အောင်မယ်မမီတီဗီရပြီမကွေညစ်နေတာတော့ ပြန်မင်းမယ်ငါခုစားနေရပါလဲ ငါခုစားနေရပါလေဟုတ်တယ်မလားတွေးတော့ တစီပဲ မရဝယ်ရစားရတော့မှယောဂကြည့်အောင်ဘလို့နေလဲကောင်းလား ကောင်းတယ် တော့ကောင်းတယ်နော် ကောင်းအောင်မကွေသူရလည်းပြန်တွေးတာ သူကလေတလောက်စားလိုက်တာနဲ့အီတလီကိုတကယ်ရောက်သွားတယ်လို့ခံစားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ oregano ဆိုတာအီတလီစားစာတွေရဲ့အသက်လေအိတ်ဖောက်လိုက်တာနဲ့ oregano အနံတင်းတင်းလေး herbs အနံတင်းတင်းလေးရနေတာမလို့အီတလီကိုရောက်သွားတယ်လို့ခံစားရပါတယ်ရှင်။ Grace အကြိုက်ဆုံးအချက်ကတော့လေ deep fry မဟုတ်ဘဲနဲ့ထောပတ်လေးကိုသုံးပြီးတော့ roast လုပ်ထားတာမလို့အနံလေးကမွှေးလေးနဲ့ Grace တို့လိုစီကြောစာမကြိုက်တဲ့သူတွေအတွက်လုံးဝကိုအဆင်ပြေတော့ပါရှင်။ရိုးရိုးစီကိုမသုံးဘဲနဲ့ထောပတ်ကိုသုံးပြီးလှော်ထားတာမလို့အနံလေးကပိုမွှေးပြီးပိုကျွတ်ရွပြီးပိုစားကောင်းပါတယ်ရှင်ဆိုတော့ရိုးရိုးကက်ရှူးတွေအယ်မိုနီစားရတာရိုးနေလို့တမူထူးခြားစမ်းပြားလေးကိုစားချင်တယ်ဆိုရင်ဒါလေးကိုစားကြည့်ဖို့အတွက်ကို recommend လုပ်ပါတယ်ရှင်ထောပတ်ရဲ့စိတ်နဲ့အရသာရဲ့ oregano ရဲ့အနက်မွှေးလေးရဲ့ပေါင်းလိုက်တော့တစ်ထုပ်လုံးကိုဘလို့ကုန်လို့ကုန်သွားမှန်းတော့မသိလိုက်ဘူး Grace အရန်ကြိုက်သွားတာမလို့ Grace ထပ်ပြီးတော့မှားလိုက်အောင်မယ် Grace ကတော့ Netflix ကြည့်ရင်စားမှာမောင်လေးအတွက်လည်းဝယ်ရမယ်အရင်တူရီတူမလေးចောင်းသွားရင်လည်းထည့်ပေးဖို့လည်းဝယ်ရမယ်ပြီးတော့ तू ကလေကလေးတွေပဲကြိုက်တဲ့တရေစာမဟုတ်ဘူးနော်ကလေးတွေရောလူကြီးတွေရောကြိုက်ကြတာဆိုတော့များများဝယ်ထားမှဖြစ်မှာ Grace ကတော့အခုပဲတော့မှတ်လိုက်တော့မယ်အားလုံးပဲတတာ